အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သားလုံးကြာစံတုံးလေးတုံးစားဖြစ်တာနဲ့ပေါ့နော်အားလုံးလည်းလဲလို့စားလို့ရအောင်လို့မျှဝေပေးလိုက်ပါတယ်ရှင်ငင်းဦးဆုံးရင်းနှီးပုတ်ပုတ်စုထဲမှာကြာစံလေးတွေကိုပြည့်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကျွန်မကတော့သားလုံးတွေတော့ပါတစ်ခါလေးထည့်ပြုတ်လိုက်ပါတယ်ပြီးတော့ရင်တော့ကြာစံလေးတွေလည်းမူသွားပြီးသားလုံးလေးတွေလည်းကျစ်သွားပြီဆိုရင်တော့ရေဆေးပြီးတော့မှအေးခံထားလိုက်ပေါ့နော်ဒီခန္ဓာပြီးပြီဆိုရင်တော့စားသုံးလိုက်ရအောင်ပါရှင်အသားတို့လေးတော့နည်းနည်းပါးပါးချန့်လိုက်တယ်ပေါ့ရှင်ပါဝင်ပစ္စည်းဖြစ်တဲ့နန်းနန်းပင်ခန်းရင်ဒီကျွတ်တော်နေမြုပ်တီးကိုထည့်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့အရသာနေနဲ့စားရင်မုံထည့်တယ်ပေါ့နော်ပြီးရင်တော့မကြီးသေးရဲ့ထက်မြက်လေးရဲ့ကြိုထားတာပေါ့နော်ငပီလေးရောနည်းနည်းထည့်ပြီးကြိုထားတဲ့ရေလေးကိုလောက်ထည့်လိုက်ပါတယ်ပြီးရင်တော့ဓမ္မနေရာမွေးလိုက်ပါမယ်ရှင်ဓမ္မနေရာမွေးပြီးပြီဆိုရင်တော့နန်းလေးကိုဖြူလိုက်မယ်ပေါ့နော်ကဲပြီးသွားရင်တော့ရန်ကိုစားခြင်းစပွဲကောင်းတဲ့သားလုံးကြာစံတုံးလေးရပါပြီရှင်အားလုံးလည်းလာရောက်သုံးဆောင်ကြပါအောင်ရှင်ဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာဘလို့တုံးလေးတွေတုတ်ပြအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်နော်စောင့်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်